မန်ယူတို့ရဲ့9ပွဲစစ်အနိုင်ကိုဝက်ဆမ်တို့ချိုးဖျက်နိုင်ပါမလားပရိသတ်တို့အားလုံးပဲမင်္ဂလာပါရှင်ပရီးမီးယားလိဂ်ရဲ့အကျိန်နဲ့ရှိလာတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဝက်ဆမ်တို့အိမ်ကွင်းကိုတွားရောက်ကစားရမယ့်မိုက်ကယ်ခါရစ်ဘလိုဗျူဟာရီနဲ့ဘလိုကစားပုံနဲ့ရင်ဆိုင်သွားမလဲဆိုတာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလွန်းတဲ့ပွဲတစ်ပွဲပါပဲဘာလို့လဲဆိုတော့မန်ချက်စတာကသူ့ကိုအလိုမရှိဘူးဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာသူ့ကစားဟန်ဒီစနစ်တွေကရောကြမလားဆိုတာကလည်းစဉ်းစားစရာတစ်ခုပါပဲဒါမှမဟုတ်အလုံးတွေနဲ့တက်တည်ပြပြီးတော့ဒီနေရာဟာသူနဲ့ထိုက်တန်ကြောင်တက်တည်ပြသွားမလားဆိုတာကတော့မိကွန်းမောင်းများစွာနဲ့ပါရှင်ဒီညမန်ယူတို့ဘလို့ဘယ်ပုံစံကစားဟန်တွေနဲ့ထွက်လာမလဲဆိုတော့လန်ဒန်ကွင်းကြီးထဲမှာကစားမဲ့ဝက်ဆမ်နဲ့မန်ယူတို့ရဲ့ပွဲဟာဆိုရင်တော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲကောင်းတစ်ပွဲဖြစ်လာပါလိမ့်မယ်ဒီပွဲကဘာလို့စိတ်ဝင်စားဖို့ကောင်းတာလဲမန်ယူကဥရောပဝင်ခွင့်အတွဲအမှတ်ရကျင်းနေတဲ့ချိန်မှာဝက်ဆမ်ကလည်းသူတို့အင်ကွန်းမှာဘလောက်ထိဧည့်သည်တွေကိုနှိပ်စက်တက်လဲဆိုတော့အားလုံးအသိပဲဖြစ်ပါတယ်အရင်ဆုံးမန်ယူဘက်ကိုကြည့်ရအောင်ပါမန်ယူရဲ့တိုက်စစ်ကအတရက်ပိုင်းမှာတော့ဂိုးတွေမြင်မြန်ဆိုင်ရနေပေမဲ့ခန်းစစ်ပိုင်းကတော့သတိထားရမယ့်အနေအထားမှာရှိနေပါတယ်အဝေးကွင်းဖြစ်တဲ့အတွက်ကွန်းလန်ထိန်ချုံမှုကအဓိကကျလာပါလိမ့်မယ်တပတ်ကဝက်ဆမ်က physical ကစားပုံကျန်နေပြီးတော့တိတံဘော်တွေကနေဂိုးရအောင်လို့ဖန်တီးနိုင်စွမ်းလည်းရှိပါတယ်အထူးသဖြင့်တော့လန်ဒန်စတေဒီယမ်မှာတော့သူတို့တွေကထိပ်သီးအသင်းတွေကိုဒုက္ခပေးလေရှိတဲ့ဂျိုင်းယက်ကီလာတွေပါပဲဒီပွဲမှာအဆုံးဖြတ်ပေးသွားနိုင်တဲ့သူတွေကဘယ်သူတွေဖြစ်မလဲမန်ယူအတွက်ကတော့သူတို့ရဲ့အဓိကတိုက်စစ်မှုနဲ့ကွန်လက်ဖန်တီးရှင်တွေရဲ့ form ကအရန်ကိုအရေးကြီးပါတယ်နော်ဝက်ဆမ်ဘက်မှာတော့သူတို့ရဲ့တောင်ပန်တိုက်စစ်ကစားသမားတွေနဲ့ခေါင်းတိုက်အားကောင်းတဲ့တိုက်စစ်မှုတွေကိုမန်ယူခန်းစစ်ကဘယ်လိုထိန်းချုပ်မလဲဆိုတာကတော့တကယ်ကိုရင်ခုန်စရာကောင်းလွန်းတဲ့ညတညပါပဲကဲပရိသတ်တို့ရောဘယ်လိုထင်လဲမန်ယူကအဝေးကွန်းမှာနိုင်ပွဲရှာပြီးတော့အမှတ်ပေးစရာအပေါ်ပိုင်းကိုတက်လန်းသွားနိုင်မလားဒါမှမဟုတ်ဝက်ဆမ်ကပဲအင်ကွန်းမှာအမှတ်ဖြတ်သွားမလားကျမတို့အမြင်အဆိုရင်တော့နှစ်သင်းလုံး900နိုင်ပြီးတော့တကူ2ကူဒါမှမဟုတ်တကူစီတရေနဲ့ပွဲကအကျိန်နေရှိလိမ့်မယ်လို့ထင်ပါတယ်ရှင်ပရိသတ်ကြီးတို့ရဲ့ခမန်းချက်ရလက်လေးတွေကိုလည်းကွန်မန့်မှာရေးခဲ့ပါအောင်နော်ဗီဒီယိုလေးကိုသဘောကျရတယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နောက်ထပ်ပွဲကြိုသုံးသက်ချက်တွေမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်